ခိုင်ပြည်တန်တွင်မြို့နယ်ငပလီမြို့ကစိုက်အုပ်စုနဲ့ပတ်သက်ဆန်းတွင်နေဟိုတယ်ပန်းဝဲကျော်တီကိုရှောင်းကောမနာလူငယ်ကျရရက်ကွက်တီကိုစိုက်တက်ကလီယန်အုပ်စုလိုက်အတုံးပရူပနာနှစ်ရက်ဆက်တိုက်ဘုံဂရတိုက်ခတ်ခါပါရယ်ဒီတိုက်ခိုက်မှုမှာအရဲသားတီကိုရာပိုင်မတ်ထားခါပရိကေစိုက်ဘူရှုံဟောင်းတီနဲ့လက်ရှိကောင်းဆောင်ပိုင်းမိသားစုတီပိုင်ဆိုင်ရယ်ဟိုတယ်တီကိုတော့ခါရှောင်းကွန်ခါရယ်လို့ဒေသခံတွေကပြောခဲ့ပါရယ်ဘရိခရီဧပြီလ23ရက်နေ့နဲ့24ရက်နေ့ဒီမှာငပလီမျိုးပန်ဝင်းကျော်ကိုဂျက်ဖိုက်တာနဲ့ဝိုင်တွေးလီယန်တီအတုံးပရူပနာအဂရင်းဂရင်းဘုံဂရတိုက်ခိုက်ခါစားဖိုက်ပါရယ်ရောင်းတိုက်ခိုက်မှုတိစာအရဲသားတီနေထိုင်ရကြည်ရာတီကိုရာပိုင်မက်ထားကစားဖိုက်ပရိကေငပလီကန်ခရီမာရှိရစိုက်အုပ်စုနဲ့ပတ်သက်ဆန်းတွေနေရဟိုတယ်ပန်ဝင်းကျော်ကိုတော့ခါလီယန်နဲ့တောင်အနိကပြန်တန့်ဆောင်မျိုးမရှိခါလို့ဒေသခံတွေကပြောခဲ့ပါရယ်ဘုံဂရင်းမုံကနေကောင်းလွဲနေရဟိုတယ်တီအထဲမှာအာနာရှွန်ဟောင်းဦးတန်းရွှေမိသားစုပိုင်ဆိုင်ရတန်ရွေဘစ်ဟိုတယ်ဦးမောင်အေးသမီးပိုင်ဆိုင်ရ Princeton Mermaid အာနာသိန်းသမဒဦးမောင်အွန်လိုင်းဤတာဖရိုက်သူပိုင်ဆိုင်ရအနန္ဒဟိုတယ်နဲ့ဦးတီစာပိုင် Orient Palace အပါအဝင် Cronin Greedy ပိုင်ဆိုင်ရဟိုတယ်တီပါဝင်နေစပါဧပြီလ23ရက်နေ့ကငပလီမြို့စီပရိုဂရွန်ရက်ကွက်နဲ့မိပွိုင်းလန်းဆောင်တီမှာဘုံကြရောက်ပောက်ကွဲခါရီပိုင်းဧပြီလ24ရက်နေ့မှာလေလီဂရောင်းတိုက်ခိုက်မှုတီထဲမှန်လှုံဆောင်ခါပါရယ်စိုက်တဲဤအကူပိုင်လီဂရောင်းနဲ့အုပ်စုလိုက်ပြန်တန်းပနာရဲရဲဆက်ဆက်တိုက်ခိုက်မှုဂရောင်းတန်တွေနဲ့ငပလီမျိုးကရာနဲရှိရီမီတောစုဝန်တီစာထဲမှန်စိုက်ပေးရှောင်ခါကြရရီလို့သိရပါရယ်